နိုဝင်ဘာလဟာကမ္ဘာတော်မှာရှိတဲ့နိုင်ငံအသီးသီးအတွက်တဘာဝဘေးရန်တွေနဲ့ရင်ဆိုင်ရတဲ့လတလအဖြစ်မကြာခဏမှတ်တမ်းတင်ခံရတဲ့လဖြစ်ပါတယ်။အခုလည်းအပူပိုင်းမုန်တိုင်းတွေ၊မြင်းကလေးတွေရေကြီးတာမိတောင်ပေါက်တာဒီလိုပြင်းထန်တဲ့တဘာဝဘေးရန်တွေနဲ့ဘယ်နိုင်ငံတွေကြုံခဲ့ရပြီးလဲဆက်ပြီးကြည့်ကြရအောင်ပါ။ပြီးခဲ့တဲ့ရက်ပိုင်းကဟောင်ကောင်အထက်မြင့်လူနေအိမ်ယာမီးလောင်မှုဟာအခြေအနေဆိုးဆိုးပါပဲ။နိုဝင်ဘာလ26ရက်မွန်းလွဲပိုင်းကဟောင်ကောင်ထိုင်ဘိုခရိုင်ဝန်ဖူခော့လူနေအိမ်ယာမှာဖြစ်ပေါ်ခဲ့တာပါ။လူတွေရဲ့ပေါ်ဆမှုတွေအများကြီးပါနေတာမို့ဟောင်ကောင်ဖြစ်ရကတော့တဘာဝဘေးလို့မဆိုနိုင်ပါဘူး။နိုဝင်ဘာ28ရက်ညပိုင်းအထိသေဆုံးသူဦးရေဟာမိသက်သမားတချို့အပါအဝင်128ဦးရှိလာပြီးလူ200လောက်ပျောက်ဆုံးနေပါတယ်။ထိခိုက်ဒဏ်ရာရသူကတော့80နီးပါးရှိပါတယ်။ကုညီကယ်ဆယ်ရေးတွေလည်းအခုထိလုပ်နေရတော့မှာပဲ။အဲ့ဒီလူနေအိမ်ယာကို2024ခုနှစ်ဇူလိုင်လကတည်းကပြုပြင်မွမ်းမံမှုတွေလှုပ်ဆောင်နေတာပါ။ပြုပြင်ရေးလုပ်ငန်းတွေမှာအသုံးပြုတဲ့မီးလောင်လွယ်တဲ့ဖော်ပြူပစ္စည်းတွေကြောင့်မီးလောင်မှုပိုမိုလျင်မြန်စေခဲ့တာပါ။အဆောက်အုံပြင်ပမှာဆောက်လုပ်ထားတဲ့ဝါညံစင်တွေနဲ့ကွန်ရက်ပိုက်တွေကလည်းမီးဘေးလုံခြုံမှုစံနှုန်းမှီခြင်းမရှိပါဘူး။ပြုပြင်ရေးကန်ထရိုက်တာကဒါရိုက်တာ2ယောက်နဲ့အကြံပေးပုဂ္ဂိုလ်1ယောက်အပါအဝင်လက်ရှိအဖမ်းခံရသူ12ဦးထိရှိနေပါပြီ။ပြုပြင်ရေးလုပ်ငန်းတွေမှာအဂရီလဲစားမှုရှိမရှိဆိုတာကိုလည်းစစ်ဆေးနေပါတယ်။အိမ်ယာစီမံခန့်ခွဲရေးကုမ္ပဏီရုံးခန်းတွေကိုလည်းရဲတပ်ဖွဲ့ကရှာဖွေစစ်ဆေးနေပါတယ်။မီလာမှုအတွင်းတည်ဆုံခဲ့သူတွေရဲ့မိသားစုတွေကိုဟောင်ကောင်အစိုးရကဟောင်ကောင်ဒေါ်လာ2သိန်းစီပေးအပ်သွားမယ်လို့ကြေညာထားပါတယ်။နောက်ပြီးအစိုးရပိုင်းအိမ်ယာအလုံးကိုစစ်ဆေးဖို့လဲဟောင်ကောင်ခေါင်းဆောင်ကညွှန်ကြားထားပါတယ်။တီရီလင်္ကာနိုင်ငံမှာလည်းမိုးသည်ထန်စွာရွာသွန်းမှုတွေကြောင့်ရေကြီးမြေပြိုမှုတွေဖြစ်ပြီးလူအနည်းဆုံး40သေဆုံးခဲ့သလို10ဦးဒဏ်ရာရှိခဲ့ပါတယ်လူပျောက်တွေလည်းရှိတယ်လို့အာဏာပိုင်တွေကကြေညာခဲ့ပါတယ်အင်ဒိုနီးရှားနိုင်ငံဆူမာတရာကျွန်းပေါ်မှာရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့်သေဆုံးသူဦးရေဟာ19ထိရှိတယ်လို့ကယ်ဆယ်ရေးအရာရှိတွေကပြီးခဲ့တဲ့ရက်ပိုင်းကပြောကြားထားပါတယ်။လူပျောက်တွေလည်းရှိပြီးအခုလအတွင်းဂျာဗာအလယ်ပိုင်းမှာမိုးသည်ထန်စွာရွာသွန်းတာကြောင့်မြေပြိုမှုတွေဖြစ်ပွားပြီးလူအနည်းဆုံး40လောက်သေဆုံးထားသလို73ဦးလည်းပျောက်ဆုံးနေတယ်လို့သိရပါတယ်။เลยเนี่ย อย่าดูหน้าพี่เลยเฮ้ย ထိုင်းနိုင်ငံတောင်ပိုင်းမှာပြင်းထန်တဲ့ရေကြီးမှုတွေနှစ်ပေါင်း300အတွင်းအဆိုးဆုံးရင်ဆိုင်ခဲ့ရပြီးနောက်မှာထိုင်းတောင်ပိုင်းပြည်နယ်ရှိခုမှာလူတွေတေကျေခဲ့ပြီးသေဆုံးသူအများစုကစုံခလာပြည်နယ်ကဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာမှာရှိတဲ့လူနေထူထပ်တဲ့စင်ရသားရပ်ကွက်ကြီးတစ်ခုမှာမီးလောင်မှုဆိုးဆိုးဝါးဝါဖြစ်ခဲ့လို့တပ်သားအိမ်က1500လောက်ပျက်စီးသွားသလိုလူထောင်ပေါင်းများစွာဟာလည်းအိုမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။ဒါကာရဲ့စင်ရသားရပ်ကွက်မှာနိုဝင်ဘာ25ရက်ညနေပိုင်းကစလောင်ခဲ့တဲ့မီးကို16နာရီကြာမှငြိမ်းသတ်နိုင်ခဲ့ပါတယ်။လူသေဆုံးတဲ့သတင်းတွေတော့ထွက်လာတာမတွေ့ရပါဘူး။
အီသီယိုးပီးယားနိုင်ငံရဲ့အရှေ့မြောက်မှာရှိတဲ့မီးတောင်တစ်လုံးဟာနှစ်ပေါင်း12000နီးပါးငြိမ်သက်နေရကနေပထမဆုံးအကြိမ်ပောက်ကွဲခဲ့ပါတယ်။အဲ့ဒီပောက်ကွဲမှုကနေထွက်လာတဲ့မီးခိုးငွေ့တွေကကောင်းကင်ကို6မိုင်အမြင့်အထိရောက်ခဲ့ပါတယ်။မီးတောင်ရှိတဲ့နေရာဟာမြေလွှာပြားနှစ်ခုစုံရာအကောင်းတဲ့ဘူမိဗေဒလှုပ်ရှားမှုဇုံအတွင်းမှာတည်ရှိပါတယ်။မီးတောင်ကနေထွက်တဲ့ပြားမှုန်တွေဟာယီမင်၊အိုမန်၊အိန္ဒိယနဲ့ပါကစ္စတန်မြောက်ပိုင်းတွေအထိရောက်ရှိသွားပါတယ်။အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းမှာလည်းနိုဝင်ဘာ3ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့်သေဆုံးသူ28ဦးလောက်ရှိခဲ့ပြီး1000နီးပါးဒဏ်ရာရခဲ့ပါတယ်။နိုဝင်ဘာအစောပိုင်းကအရှေ့တောင်အာရှနိုင်ငံအချို့မှာတိုင်ဖွန်းကာလမဂီဝင်ရောက်တိုက်ခတ်ခဲ့တာပါအထူးသဖြင့်ဖိလစ်ပိုင်နိုင်ငံကအဆိုးဝါးဆုံးထိခိုက်ခဲ့ပါတယ်ဖိလစ်ပိုင်နိုင်ငံကိုနိုဝင်ဘာလ2ရက်နေ့ကဝင်ရောက်ခဲ့တဲ့အဲ့ဒီမုန်တိုင်းကြောင့်သေဆုံးသူဟာ253ဦးထိရှိခဲ့ပြီးလူ200နီးပါးလောက်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်လူအများဆုံးသေဆုံးတဲ့နေရာကတော့စီဘူးမြို့မှာပါဖိလစ်ပိုင်ကနေထွက်ခွာပြီးတဲ့နောက်မှာမုန်တိုင်းဟာတောင်တရုတ်ပင်လယ်ကိုဖြတ်ကျော်ပြီးဗီယက်နမ်အလဲကမ်းရိုးမိုင်းကိုဆက်ပြီးဝင်ရောက်ခဲ့ပါတယ်။ဗီယက်နမ်မှာတော့အသေးအပြောက်နေခဲ့ပြီးစေကနန်းတောင်မရှိခဲ့ပါဘူး။မုန်တိုင်းနဲ့ဆက်တဲ့ရေးကြီးမှုတွေကြောင့်ထိုင်းဘက်မှာလည်း73ယောက်လောက်သေခဲ့ပါတယ်။လူသားတွေဟာသဘာဝဘေးအန္တရာယ်တွေကိုကြိုတင်ခံမှန်းနိုင်တယ်။အဲ့ဒီအတွက်လည်းကြိုတင်ပြင်ဆင်နိုင်တယ်။ဒါပေမဲ့လုံးဝပြောက်ကွယ်သွားအောင်ဖန်တီးလို့မရပါဘူး။အထူးသဖြင့်ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့်ဘေးအန္တရာယ်တွေပုံမကျရောက်လာပြီးပုံမပြင်းထန်လာတဲ့အချိန်တဘာဝတရားနဲ့အတူရှင်တွဲနေထိုင်ပြီးတော့ခန္ဓာရဲ့ရှိရာပြင်ဆင်ခြင်းကသာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။